ကနေနော်ဆီယမပါပို့ပေးမယ်နော်ဆီယမတမီးဆက်ဆွဲလိုက်တာလေသပင်းထောင်သွားလို့တမီးဘယ်လိုလုပ်ရမလဲစကားလုပ်ပြပါဆီယမရေ ဘလောက်ပဲတင်ပေးเนาะညီမလေးတို့ကမှတ်ထားအောင်တခြားကြည့်မပြမယ်ဒီမှာဆက်ဆွဲရဲဆိုတာเนาะဒီမှာတစ်နှစ်တော့ဒီမှာအကလေးကိုဖြည်းဖြည်းချင်းလေးဆွဲချပြီးနည်းနည်းလေးဆွဲချမယ်เนาะဟောဒါတော့တနည်းရှိသေးတယ်ကွာသူ့ရဲ့ပေါက်ချောင်းတိုင်းပေါ်မှာဒီဘက်လေးနည်းနည်းဆွဲပြီးတော့မှဖြည်းဖြည်းချင်းလေးနဲ့ဆွဲเนาะဟုတ်ဖြည်းဖြည်းချင်းချက်ချင်းဆွဲအောက်မှာဘီးလေးနဲ့ခံရပြီးချက်ချင်းဆွဲတာဟုတ်လားဟဲ့နင်တို့စနေရလဲဟဲ့ခေါင်းမှာချော်လိုက်ပါတော့ဘယ်လိုအောင်ဆွဲထားလဲမသိဘူးရော့